တခါတလေစစ်ပွဲကြီးတစ်ခုရဲ့အစဟာဓာတ်တန်များတန်နဲ့မစတတ်ပါဘူးလူတစ်ယောက်ရဲ့အချစ်လူတစ်ယောက်ရဲ့လောဘလူတစ်ယောက်ရဲ့မာနပြီးတော့အမှန်တရားကိုကြိုမြင်ခဲ့ပေမဲ့ဘယ်သူမှမယုံကြည်ခဲ့တဲ့အတန်သေးသေးလေးတတန်နဲ့စတတ်ပါတယ်ဒီဇလန်းမှာလည်းအဲ့ဒီလိုပါပဲလှပမှုတစ်ခုကြောင့်လူတွေမူးဝေသွားကြတယ်အချစ်တစ်ခုကြောင့်နိုင်ငံတွေတုန်လှုပ်သွားကြတယ်ပြီးတော့ဘရင်တွေစစ်တီတွေမိသားစုတွေတာမန်ပြည်သူတွေအားလုံးရဲ့ဘဝကိုမိတဲ့ဆွဲချသွားတဲ့စစ်ပွဲကြီးတစ်ခုမွေးဖွားလာပါတယ်ဇလန်းအစမှာတော့ Try နိုင်ငံရဲ့နန်းတော်ထဲမှာကလေးတစ်ယောက်မွေးဖွားလာပါတယ်သူဟာတာမန်ကလေးတစ်ယောက်လိုပဲအမိဝမ်းကနေထွက်လာခဲ့ပေမဲ့သူ့အနာဂတ်အကြောင်းကိုတော့ကက်ဆန်ဒရာဆိုတဲ့မိန်းကလေးတစ်ယောက်ကမြင်နေခဲ့ပါတယ်ကက်ဆန်ဒရာဟာအနာဂတ်ကိုကြိုမြင်နိုင်တဲ့သူပါဒါပေမဲ့သူမရဲ့ကံဆိုးမှုကသူမမြင်တာမှန်ပေမဲ့လူတွေကမယုံကြည်တာပါသူမကအဲ့ဒီကလေးအသက်ရှင်နေရင် Try မြို့မီးလောင်ပြကြမယ်လို့ပြောခဲ့ပါတယ်ဒီစကားကမိခင်တယောက်အတွက်တော့ကဘာပြတ်သွားသလိုပါပဲမိခင်တယောက်ကကိုမွေးထားတဲ့ကလေးကိုအန္တရာယ်လို့ဘယ်လိုမြင်နိုင်မလဲဒါပေမဲ့နိုင်ငံတော်ရဲ့ကြောက်ရွံ့မှုကမိခင်ရဲ့ချစ်ချင်းကိုဖိနှိပ်လာတဲ့အခါဘုရင်ကအဲ့ဒီကလေးကိုတောင်ပေါ်ကနေပြစ်ချခိုင်းခဲ့ပါတယ်ကလေးငယ်ကိုတတ်ဖို့အမိန့်ပေးခဲ့ကြပေမဲ့ကံကြမ္မာကသူ့ကိုအဲ့ဒီမှာမတတ်ခဲ့ပါဘူးတက်ပြရမယ့်ကလေးကိုတိုးထိန်တယောက်ကတွေ့ပြီးကယ်တင်ခဲ့ပါတယ်ပြီးတော့သူ့ကိုပါရစ်လို့နာမည်ပေးပြီးတာမန်တိုးထိန်ကလေးတယောက်အဖြစ်မွေးမြူခဲ့ပါတယ်ဒီနေရာမှာဇလန်းကအရေးကြီးတဲ့အရာတစ်ခုကိုပြထားပါတယ်လူတစ်ယောက်ကိုမွေးဖွားရာကဆုံးဖြတ်တာမဟုတ်ပါဘူးသူ့ကိုမွေးမြူပေးတဲ့အချစ်သူ့ကိုတင် जा ပေးတဲ့တန်ဖိုးသူ့ရဲ့ရွေးချယ်မှုတွေကလည်းသူ့ဘဝကိုပုံဖော်တတ်ပါတယ်ပါရစ်ဟာဘုရင်ရဲ့သားဖြစ်ပေမဲ့တိုးထိန်ရဲ့သားအဖြစ်ကြီးပြင်းလာခဲ့တယ်သူ့လက်ထဲမှာဘုရင်သားမရှိပေမဲ့နှလုံးသားထဲမှာတာမန်လူတစ်ယောက်ရဲ့ရိုးသားမှုရှိခဲ့ပါတယ်အခြားဘက်မှာတော့ဟဲလင်ဆိုတဲ့မိန်းကလေးတစ်ယောက်လည်းကြီးပြင်းလာနေပါတယ်သူမဟာကမ္ဘာပေါ်မှာအလှဆုံးမိန်းမလို့ပြောကြတဲ့သူပါဒါပေမဲ့ဟဲလင်အတွက်အလှဆိုတာလက်ဆောင်တစ်ခုလိုမဟုတ်ပဲကျင်းစာတစ်ခုလိုဖြစ်နေပါတယ်လူတွေကသူမရဲ့စိတ်ကိုမမြင်ကြပါဘူးသူမရဲ့ဆန္ဒကိုမမေးကြပါဘူးသူမကိုလူတစ်ယောက်ဖြစ်မမြင်ပဲရယူခြင်းတဲ့ဆုတစ်ခုလိုပဲကြည့်ကြပါတယ်ဟဲလင်ကငယ်ရွယ်သေးတဲ့အချိန်မှာပဲဘုရင်တွေမင်းသားတွေကသူမကိုလိုချင်လာကြပါတယ်သူမရဲ့အလှကလူတွေကိုအားနည်းစေတယ်အချို့ကသူမကိုချစ်တယ်လို့ထင်ကြတယ်တကယ်တော့သူတို့ချစ်တာဟဲလင်ရဲ့နှလုံးသားမဟုတ်ပါဘူးသူတို့လိုချင်တာသူမကိုပိုင်ဆိုင်ထားတယ်ဆိုတဲ့ဂုဏ်သူမကြောင့်ရလာမဲ့အာဏာသူမရဲ့အလှကိုကိုယ်ပိုင်အဖြစ်ပြသခြင်းနဲ့မာနပါလက်တွေ့ဘဝမှာလည်းဒီလိုအရာတွေရှိပါတယ်တချို့လူတွေကချစ်တယ်လို့ပြောကြပေမဲ့တကယ်တော့ပိုင်ဆိုင်ချင်တာပါတချို့ကကာကွယ်မယ်လို့ပြောကြပေမဲ့တကယ်တော့ထိန်းချုပ်ချင်တာပါအချစ်ဆိုတာတယောက်ယောက်ကိုကိုယ့်အနားမှာချုပ်ထားတာမဟုတ်ပါဘူးသူ့စိတ်ကိုလေးစားနိုင်ခြင်းသူ့ဆန္ဒကိုနားထောင်နိုင်ခြင်းသူ့ဘဝကိုသူရွေးချယ်ခွင့်ပေးနိုင်ခြင်းပါဟဲလင်ဟာငယ်စဉ်ကတည်းကထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုမြင်ခဲ့ဘူးပါတယ်ရေထဲမှာမိမိကိုကြည့်နေတဲ့လူငယ်တစ်ယောက်ရဲ့မျက်နှာကိုသူမှမြင်ခဲ့တယ်အဲ့ဒီလူငယ်ကပါရစ်ပါသူတို့ဟာမတွေ့ဘူးကြသေးပေမဲ့ကံကြမ္မာကအစောကြီးကတည်းကသူတို့နှစ်ယောက်ကိုချိတ်ဆက်ထားသလိုဖြစ်နေပါတယ်ဒါပေမဲ့ကံကြမ္မာဆိုတာချစ်သူနှစ်ယောက်ကိုသာချိတ်ဆက်ပေးတာမဟုတ်ပါဘူးတခါတလေသူတို့နောက်ွယ်မှာနိုင်ငံတွေရဲ့ပျက်စီးမှုကိုပါဆွဲခေါ်လာတတ်ပါတယ်အချိန်တွေကြာလာတဲ့အခါဟဲလင်ကိုမိနီလေး S ဆိုတဲ့စပါရာဘုရင်နဲ့လက်ထပ်စေခဲ့ကြပါတယ်သူမရဲ့ဘဝကိုသူမကိုယ်တိုင်ရွေးချယ်ခဲ့တာမဟုတ်ပါဘူးဘုရင်တွေကစကားပြောကြတယ်မင်းသားတွေကသဘောတူကြတယ်။ Odysseus လိုညံကောင်းတဲ့ဘုရင်တွေကပြဿနာမဖြစ်အောင်တာဝန်ခံအောင်ကြိမ်ဆိုခိုင်းကြတယ်။ဟဲလင်ကိုဘသူရအခြားဘုရင်အလုံးကသူရပိုင်ခွင့်ကိုကာကွယ်မယ်ဆိုတဲ့ကြိမ်စာကဲ့သို့သောအဓိဋ္ဌာန်တစ်ခုပြုလုပ်ခဲ့ကြပါတယ်။ဒီကြိမ်ဆိုမှုဟာအဲ့ဒီအချိန်မှာပြဿနာရှောင်ဖို့နီးလန်းလို့ထင်ရပေမဲ့နောက်ပိုင်းမှာစစ်ပွဲကြီးတစ်ခုရဲ့အကြောင်းပြချက်ဖြစ်လာပါတယ်။အချို့ဆုံးဖြတ်ချက်တွေဟာအခုချိန်မှာတင့်တော်တယ်လို့ထင်ရပေမဲ့အနာဂတ်မှာလူအများရဲ့အသက်ကိုတောင်းခံလာတတ်ပါတယ်။အထူးသဖြင့်အာဏာရှိသူတွေဆုံးဖြတ်တဲ့အရာတွေဟာသူတို့စပွဲပေါ်မှာပဲပြီးသွားတာမဟုတ်ပါဘူး။အဲ့ဒီဆုံးဖြတ်ချက်တွေကိုတာမန်ပြည်သူတွေစစ်သားတွေမိခင်တွေကလေးတွေကအသက်နဲ့ပေးဆက်ရတတ်ပါတယ်။ဟဲလင်ရဲ့လက်ထပ်မှုဟာသူမအတွက်ဘဝသစ်မဟုတ်ပဲထောင်သစ်တစ်ခုလိုပါပဲ။သူမဟာဘုရင်မဖြစ်ပေမဲ့လွတ်လပ်တဲ့လူတစ်ယောက်မဖြစ်ခဲ့ပါဘူး။သူမကိုကြည့်ရှုတဲ့မျက်လုံးတွေကလေးစားမှုမျက်လုံးတွေမဟုတ်ဘူး။ရယူခြင်းတဲ့မျက်လုံးတွေစောင့်ကြည့်တဲ့မျက်လုံးတွေသူမကိုပိုင်ဆိုင်မှုတစ်ခုလိုမြင်တဲ့မျက်လုံးတွေပါ
ဒီအချိန်မှာ Try ဘက်မှာတော့ Paris ဟာမိမိရဲ့အမှန်တကယ်ဇာတိကိုပြန်သိလာပါတယ်။သူဟာတိုးထိန်ရဲ့သားမဟုတ်ဘဲ Try ဘုရင် Brienne ရဲ့သားမင်းသားတစ်ယောက်ဖြစ်နေခဲ့ပါတယ်။တိုက်ပွဲပြိုင်ပွဲတစ်ခုမှာသူ့ရဲ့ရဲစွမ်းသတ္တိကိုပြသခဲ့ပြီးနောက်အမှန်တရားပေါ်လာခဲ့ပါတယ်။သူမိဘတွေကတေပြီးထင်ထားတဲ့သားကိုပြန်တွေ့ရတဲ့အခါဝမ်းသာကြပါတယ်။ဒါပေမဲ့ကက်ဆန်တရာကတော့ဝမ်းမသာနိုင်ပါဘူး။သူမမြင်ထားတဲ့မိတောက်တွေကိုသူမမေ့လို့မရပါဘူး။ပါရီပြန်လာခြင်းကမိသားစုအတွက်ပျော်ရွှင်မှုဖြစ်ပေမဲ့ Try အတွက်အန္တရာယ်ဆလည်းဖြစ်နိုင်ပါတယ်။ကက်ဆန်ဒရာကအမြဲတမ်းပေးနေပါတယ်။ဒါပေမဲ့လူတွေကသူမကိုမယုံကြဘူး။တကယ်တော့လူတွေဟာမကြိုက်တဲ့အမှန်တရားကိုမကြားချင်ကြပါဘူး။အထူးသဖြင့်အမှန်တရားကကိုချစ်တဲ့သူကိုဂုဏ်ယူတဲ့မျိုးကိုယုံကြည်တဲ့အရာကိုချိန်ချောက်နေတဲ့အခါပိုပြီးမယုံချင်ကြပါဘူး။နောက်ပိုင်းမှာပါရစ်ကိုစပါရာသို့တန်တမန်အဖြစ်ပို့လိုက်ပါတယ်။ Try နဲ့ Gris ဘက်ကအင်အားကြီးတွေကြားမှာစီးပွားရေးနယ်မြေကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ပတ်သက်ပြီးတင်းမာမှုတွေရှိနေပါတယ်။အကာမန်နွန်ဆိုတဲ့မိုက်စီနီဘုရင်ကြီးဟာ Try ကိုမျက်စိကျနေပြီးစစ်ပွဲအတွက်အကြောင်းပြချက်ရှာနေပါတယ်။ဒါကြောင့်ပါရီရဲ့ခရီးဟာငြိမ်းချမ်းရေးခရီးလို့ပေါ်ပေမဲ့အန္တရာယ်ပြည့်ရှိတဲ့ခရီးပါ။စပါရာကိုရောက်တဲ့အခါပါရီနဲ့ဟယ်လင်တို့တွေ့ကြပါတယ်။သူတို့နှစ်ယောက်အတွက်အဲ့ဒီတွေ့ဆုံမှုကအံ့ဩစရာမဟုတ်သလိုဖြစ်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်ဟာအိမ်မက်တွေမြင်ကွင်းတွေထဲမှာအရင်ကတည်းကတွေ့ဘူးသလိုခံစားနေရလို့ပါ။ဟယ်လင်အတွက်ပါရီဟာသူမကိုပိုင်ဆိုင်ဖို့လာတဲ့ဘုရင်တစ်ယောက်မဟုတ်ဘူး။သူမကိုလူတစ်ယောက်အဖြစ်မြင်ပေးတဲ့လူတစ်ယောက်ပါ။ပါရီအတွက်လည်းဟယ်လင်ဟာကမ္ဘာပေါ်အလှဆုံးမိန်းမဆိုတဲ့နာမည်တစ်ခုထပ်ပိုးပါတယ်။သူမြင်တာကချုပ်နှောင်ခံထားရတဲ့နှလုံးသားတစ်ခုလွတ်မြောက်ခြင်းနဲ့အတန်တန်ကိုဘဝကိုရွေးချယ်ခြင်းနဲ့မိန်းမတစ်ယောက်ပါ။သူတို့အချစ်ကမြန်ပါတယ်။တို့ပေမဲ့တခါတလေလူတွေဟာနှစ်ပေါင်းများစွာအတူနေပေမဲ့တယောက်ကိုတယောက်မသိကြပါဘူး။တချို့ကတော့တစ်ချိန်မျက်လုံးချင်းစုံယုံနဲ့ကိုယ်စိတ်ထဲကအမှန်တရားကိုသိသွားတတ်ပါတယ်။အချစ်ဆိုတာအချိန်ရှည်နဲ့တိုင်းတာလို့မရတဲ့အရာပါ။ဒါပေမဲ့အချစ်တစ်ခုတည်းနဲ့ကဘာကြီးရဲ့အကျိုးဆက်တွေကိုဖျက်ပစ်လို့လည်းမရပါဘူး။ဟယ်လင်နဲ့ပါရီတို့ထွက်ပြေးသွားကြပါတယ်။ဒီရွေးချယ်မှုဟာသူတို့နှစ်ယောက်အတွက်လွတ်မြောက်မှုဖြစ်ပေမဲ့ဂရိဘုရင်တွေအတွက်တော့စစ်ပွဲအကြောင်းပြချက်ဖြစ်သွားပါတယ်။မိနီလေး S ကသူ့မိန်းမကိုပြန်လိုချင်တယ်လို့ပြောတယ်။အကမန်နွန်ကညီကိုကုံကိုကောက်ွယ်မယ်လို့ပြောတယ်။ဒါပေမဲ့အတွင်းမှာတော့အကမန်နွန်လိုချင်တာဟယ်လင်မဟုတ်ပါဘူး။သူလိုချင်တာ Try ပါ။ Try ရဲ့ရွှေ Try ရဲ့ကုန်သွယ်ရေးလမ်းကြောင်း Try ရဲ့နေရန်ကြီးတွေကိုကြော်ပြီးအာနာပိုကြီးလာဖို့သူလိုချင်နေတာပါ။ဒီနေရာမှာဇလန်းကအလွန်လက်တွေ့ကြပါတယ်။လူထုရှိမှပြောတဲ့အကြောင်းပြချက်နဲ့တကယ်အတွင်းကရည်ရွယ်ချက်ဟာမတူတတ်ပါဘူး။စစ်ပွဲတွေကိုဂုဏ်သိက္ခာအတွက်တရားမျှတမှုအတွက်ကာကွယ်ရေးအတွက်ဆိုပြီးစတင်ကြပေမဲ့အများစုမှာအာဏာအကျိုးစီးပွားပိုင်ဆိုင်လူစိတ်တွေကအရင်းမြစ်ဖြစ်နေတတ်ပါတယ်။အသက်ပေးရမယ့်သူတွေကတော့အဲ့ဒီအတွင်းရေးရည်ရွယ်ချက်တွေကိုမသိတဲ့တာမန်စစ်သားတွေပါ။ Try ကိုပြန်ရောက်တဲ့အခါပါရစ်နဲ့ဟယ်လင်ကိုလက်ခံမလားပြန်ပို့မလားဆိုတဲ့ပြဿနာကြီးပေါ်လာပါတယ်။ Try ရဲ့အကြီးအကဲတွေကကြောက်ကြပါတယ်။ဟယ်လင်ကိုလက်ခံထားတာဟာဂရိစစ်တပ်ကိုခေါ်ယူတာနဲ့တူတယ်လို့မြင်ကြတယ်။ကက်ဆန်ဒရာကလည်း Try ပြတ်မယ်လို့ထပ်သတိပေးပါတယ်။ဒါပေမဲ့ဘုရင် Brienne ကလူသားဆန်တဲ့မေးခွန်းတစ်ခုမေးပါတယ်။ဟယ်လင်ကိုပြန်ပို့ရင်ဘာအတွက်ပြန်ပို့မလဲ။သူမဟာပစ္စည်းတစ်ခုလား။နွားတစ်ကောင်လား။အပန်းဖြေရန်အသုံးပြုတဲ့အရာတစ်ခုလား။သူမကိုလူတစ်ယောက်အဖြစ်မမြင်ဘဲပိုင်ဆိုင်မှုအဖြစ်မြင်တာမှန်သလား။ဒီမေးခွန်းကဇလန်းရဲ့အလဲဗဟိုပါ။စစ်ပွဲကြီးတစ်ခုကမိန်းမတစ်ယောက်ကြောင့်စတယ်လို့လူတွေပြောကြပေမဲ့တကယ်တော့ဟယ်လင်ကြောင့်မဟုတ်ပါဘူး။ဟယ်လင်ကိုလူတစ်ယောက်အဖြစ်မမြင်နိုင်တဲ့လူတွေရဲ့မာနကြောင့်ပါ။သူမရဲ့ဆန္ဒကိုနားမထောင်တဲ့ဘုရင်တွေကြောင့်ပါ။အချစ်ကိုပိုင်ဆိုင်မှုနဲ့မှားယွင်းထားတဲ့လူတွေကြောင့်ပါ။ပြီးတော့အခွင့်အရေးရတာနဲ့စစ်ပွဲကိုအသုံးချခြင်းနဲ့အာဏာရှင်စိတ်ကြောင့်ပါ။နောက်ဆုံးမှာ Try ကဟယ်လင်ကိုလက်ခံလိုက်ပါတယ်။သူမဟာစပါရာရဲ့ဘုရင်မဟုတ်တော့ဘဲ Try ရဲ့ဟယ်လင်ဖြစ်သွားပါတယ်။ဒီဆုံးဖြတ်ချက်ဟာကယူနာနဲ့ချစ်ချင်းအပေါ်အခြေခံပေမဲ့အကျိုးဆက်ကတော့ကြီးမားပါတယ်။ဂရိစစ်တပ်ကြီးဟာ Try ကိုချီတက်လာပါတယ်။အကမန်နွန်ဟာစပါတာရဲ့အကျိုးစီးပွားနဲ့အာဏာအတွက်မိမိသမီးကိုပင်ရဲပူဇော်ခဲ့တဲ့လူပါ။ဒီအချက်ကသူ့ရဲ့အတွင်းစိတ်ကိုပြသနေပါတယ်။အာဏာရဖို့ဂုဏ်ရဖို့ Try ကိုသိမ်းဖို့သူပါမဆိုလုံနိုင်လေ။ကိုသမီးရဲ့အသက်တောင်နိုင်ငံရေးနဲ့စစ်ရေးအမျက်အစွန်းအတွက်လောင်းကြီးတင်နိုင်တဲ့လူဟာ
အခြားသူတွေရဲ့အသက်ကိုတော့ဘလောက်လွယ်လွယ်စွန့်ပစ်မလဲဆိုတာတွေးကြည့်ုံနဲ့ကြောက်စရာပါစစ်ပွဲဟာစတင်လာပါတယ်ဂရိဘတ်မှာအကီလီလိုအလွန်ရဲရင်ပြီးကြောက်စရာကောင်းတဲ့စစ်သူရဲရှိပါတယ်သူဟာဂုံကိုလိုချင်တယ်သူ့နာမည်ကိုတမိုင်းထဲမှာမပြောက်စေချင်ဘူးသူ့အတွက်ဘဝဟာရှည်ဖို့မလိုဘူးတောက်ပဖို့လိုတယ်ဒါပေမဲ့ဂုံကိုတာလိုက်ရှာတဲ့စစ်သူရဲတယောက်ဟာတခါတလေလူသားဆန်မှုကိုမေ့သွားတတ်ပါတယ်ထရိုင်းဘက်မှာတော့ဟတ်တာရှိပါတယ်ဟတ်တာဟာပါရစ်လိုအချစ်ကြောင့်မလှုပ်ရှားတဲ့လူပါသူကတာဝန်ကြောင့်လှုပ်ရှားတယ်သူ့နိုင်ငံသူ့မိသားစုသူ့ပြည်သူတွေကိုကာကွယ်ဖို့ရည်တည်တဲ့စစ်တီပါဟတ်တာရဲ့ရဲစွမ်းတတိကအတန်ကြဲကြဲကြွေးကြော်တာမဟုတ်ဘူးလူတိုင်းကြောက်တဲ့အချိန်မှာတကားရှိကိုထွက်ပြီးကိုတာဝန်ကိုရင်ဆိုင်နိုင်တာပါဒီနေရာမှာစစ်တီနှမျိုးကိုမြင်ရပါတယ်တစ်ဖက်မှာဂုံနာမအတွက်တိုက်တဲ့သူတစ်ဖက်မှာအိမ်နဲ့ပြည်သူအတွက်တိုက်တဲ့သူနှစ်ယောက်စလုံးကရဲရင်ကြပါတယ်ဒါပေမဲ့သူတို့ရဲ့ရည်ရွယ်ချက်ကမတူပါဘူးလက်တွေ့ဘဝမှာလည်းစစ်သားတယောက်ရဲ့တန်ဖိုးဟာသူဘယ်လောက်တိုက်နိုင်တယ်လဲဆိုတာတည်းမဟုတ်ပါဘူးသူဘာအတွက်တိုက်တယ်လဲဆိုတာနဲ့တိုင်းနိုင်ရပါတယ် Try စစ်ပွဲဟာတစ်ရက်နှစ်ရက်နဲ့မပြီးပါဘူး